โอเคအားလုံးပဲမင်္ဂလာပါထုံးစံတိုင်းမိတ်ဆက်ရရင်ကျွန်တော်ကိုရှိုင်းပါဒီနေ့ညမှာကျွန်တော်တို့ဒီချစ်စရာကောင်းတဲ့ဗီဒီယိုလေးတွေဟာတာဗီဒီယိုလေးတွေရဲ့အပြင်ကျွန်တော်နောက်ဆုံးမှာတော့ကျွန်တော်တို့တယောကကုတဲ့ဗီဒီယိုလေးတွေနဲ့ဝမ်းနဲ့ကြည်ခွဲစရာကောင်းတဲ့ဗီဒီယိုလေးတချို့ခန်းစားကြည့်ရှုကြအောင်ဗျာမကြည့်ခင် channel လေးကို subscribe လေးမနှိပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ထားနော်အမှန်ကန်ကြည်ခွဲနေရဆရာလေးအဲ့ဒါတော့ဆရာလေးကိုကိုချင်းစားတယ်တခါတည်းငါတို့လဲဇလန်းတွေပါကြည့်မှုဝင်သွားရင်လိုက်ငိုပြတော့လားလမ်းလျှောက်တစ်တော်ရိုက်တာတင်တယ်မရှိနဲ့သူများချော်လဲတာရီရမယ့်ဟာမဟုတ်ဘူးနော်မရှိနဲ့တော့ဒီဗီဒီယိုဖိုင်ကိုကိုင်းကရှင်ပြင်းလဲကျွန်တော်ကိုခွတ်လို့ပါခင်ဗျာချစ်စရာကောင်းတို့ကျွန်တော်ဝီရရှင်တဲ့ထည့်လိုက်တာပါခင်ဗျာဒီဗီဒီယိုဖိုင်ကသူ့တငယ်ချင်းတင်ထားတာကျွန်တော်တွေ့တာနော်သူ့တငယ်ချင်းကရေးထားတာရှိရယ်မဟုတ်ဝဲကျွေးရင်ဒီဗီဒီယိုဖိုင်ကိုဖြတ်ပေးမယ်တဲ့အဲ့တော့ကာယံကရှင်ကျွန်တော်ရဲ့ဝယ်ရှင်ဗီဒီယိုမြင်ရင်တငယ်ချင်းကိုမဟုတ်ဝဲကျွေးလိုက်ပါပြီးရင်ကျွန်တော်လည်းမဟုတ်ပြန်လာဝဲကျွေးပါအဲ့ဒါဆိုကျွန်တော်ဗီဒီယိုလေးကိုဖြတ်ပေးပါမယ်ကာကရှင်မြေစိတ်မဆိုးနဲ့နော်ချစ်စရာကောင်းလို့ကျွန်တော်ဝီရရှင်ထဲမှာထည့်ပြီးသုံးလိုက်တာပါခင်ဗျာဒီမှာလုံးနဲ့တောင်းပါနေလို့ပြောတာကွာတောင်းပါပါကျေးဇူးပါကိုတော့စကေးပြမှာကွာဝါတောင်တန်ုံနဲ့လေးချင်မှုနဲ့တော့မရအောင်နော်မရှိနဲ့Même si tout crie d'abandonner une voix en toi, faut l'écouter. ဒီကိုတော့နောက်ဆက်တွဲဘာဖြစ်မလဲမသိဘူးတော်တော်ဆွေးရပဲပုံစံပေါ်လေ Même si tout crie d'abandonner une voix en toi, faut l'écouter. လူကြီးမင်းတို့အချိုက်တကယ်ကိုမိုက်တော်လို့လေကောင်းကျွေးပြင်းဆိုင်ကရပါဒီနော်လေးလဲချူတာဘွဲကိုမလေးတော့ပါဗျာတပွဲကမှ4000ပါဗျာဟာအစားသားလေးကမိုက်တယ်ကွာတီလုံးလေးပါရင်ပိုကောင်းပါနော်လူကြီးမင်းတို့အချိုက်တကယ်ကိုမိုက်တော်လို့လေကောင်းကျွေးပြင်းဆိုင်ကရပါဒီနော်လေးလဲချူတာဘွဲကိုမလေးတော့ပါဗျာတပွဲကမှ4000ပါဗျာသာတော့နိုင်ကြီးလေဟုတ်တယ်တန်ရှင်းလက်ဆက်လို့စားလို့ရဗီဒီယိုဒါပဲအဓိကတန်ရှင်းလက်ဆက်ဖို့ကအဓိကပဲကောင်းတယ်ကြော်ညာဆိုတာအဲ့တာမှာအစ်စ်စိတ်ကွာလူကြီးမင်းတို့အချိုက်တကယ်ကိုမိုက်တော်လို့လေကောင်းကျွေးပြင်းဆိုင်ကရပါဒီနော်လေးလဲချူတာဘွဲကိုမလေးတော့ပါဗျာလူမျိုးပါတော့မရွေးသာတော့နိုင်ကြီးလေတန်ရှင်းလက်ဆက်လို့စားလို့ရဗီဒီယိုတကယ်ကိုပဲစားလို့ကောကျွေးပြင်းဆိုင်ဆိုတဲ့ရပါကျွန်တော်တို့ဒီဆိုင်သားရ124ဈေးနီးမှာနော်ရှိတယ်ရွှေပြင်းဆိုင်လေးကိုလှိုင်းသားရ124ဈေးနီးမှာရှိတဲ့ရွှေပရင်ဓာန်ပေါက်တွားရောက်ပြီးတော့စားသုံးနိုင်ပါတယ်တပွဲမှာ4000အားပေးလဲပါနော်ပြောချင်တာအများဟုတ်ကဲ့ပါ ဟ
စိတ်မကောင်းဘူးကွာခုလိုတွေမြင်ရတွေ့ရတော့မထောက်ဘူးအန်ထုတ်ကြားတယ်တောက်တယ်ကောင်ရဲကုန်ဘလုံးနဲ့အန်ထုတ်ရိုက်ရှင်တော့ဗီဒီယိုရိုက်နေတယ်အန်ထုတ်ကြားတယ်ဆက်ပတ်ပြောင်းပြောင်းနဲ့你看不到。 မထွက်ဘူးတော်နေတော့နေကဝေမမာယာတွေများတယ် โอ้ မထောက်ဘူးဆိုမထောက်ဘူးဆိုမထောက်ဘူးဆို โอ้ဟာအဲ့လိုကြီးလားအဲ့လိုကုလာလားဟုတ်လားကြောက်စရာကြီးနော်ကျွန်တော်တို့ကြားဘူးမြင်ဘူးလားတော့လေမေတ္တာနဲ့ကုတယ်လို့ကြားဘူးလားဗောနော်အဲ့လိုပယောဂဆရာတွေပေါ့မေတ္တာနဲ့ကုတာလို့ကြားဘူးလားကျွန်တော်တို့ဝင်ပူးတဲ့မကောင်းဆိုးဝါးကိုလည်းမေတ္တာထားရတယ်ပေါ့ပြီးတော့ဝင်ပူးခံနေရတဲ့ခန္ဓာကိုယ်လည်းမေတ္တာထားရတယ်ပေါ့နော်မေတ္တာနဲ့ကုတာပဲကြားဘူးလားပါကျွန်တော်အဲ့လောက်ကြီးအထိဂျီယိုပါတွေရိုက်ဒါမျိုးတော့မြင်ဘူးဗျဒါပထမဆုံးပဲမလီကြောက်စရာကြီးဟာ ထောက်ဘူးဆိုမထောက်ဘူးဆိုငေါပတ်မှာမခန့်တာမလုံးနဲ့ ဟိုး ငေါရရဟောပတ်မှာမခန့်တာမလုံးနဲ့မင်းလုံးရဆရာမငါမပါဘူးဒါကိုရည်ချင်နေရလားအမရည်လေအမမင်းတွေ့ဦးတဲ့ဆရာမငါမပါဘူးငါကြမ်းတယ်ကြမ်းတယ်နော်ငါမေတ္တာနဲ့ကုလို့ရမေတ္တာနဲ့ကုတယ်ငါဆောက်ခွက်လာမပြောင်းနဲ့အဲ့တော့ကလုံးမတားမင်းမြန်ပေါ်ရနော်ဟုတ်လားကြမ်းရထုံးမလီကြောက်စရာကြီးဟာနှစ်ခါနာနော်ဝင်ဘူးခံလို့လည်းနာသေးတယ်ဆရာရိုက်တယ်များလည်းခံသေးတယ် အန်ထုတ်ကြားတယ်တောက်တယ်ကောင်ရဲကုန်အန်ထုတ်တာဘလုံးနဲ့အန်ထုတ်ငါတို့ကြည့်ပါလေရိုက်ရှင်တော့ငါဗီဒီယိုရိုက်နေတယ်အန်ထုတ်ကြားတယ်ဆက်ပတ်ပြောင်းပြောင်းနဲ့你看不到。 ငါအိုင်နာလေးသဘောကျတာမထွက်ဘူးတော့ရှာရလေရိုက်ရှင်စရာကွာအိုး မထောက်ဘူးဆို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 ငေါပတ်မှာမခန့်တာမလုံးနဲ့ငေါလက်မလားငေါပတ်မှာမခန့်တာမလုံးနဲ့မင်းလုံးရဆရာမငါမပါဘူးဒါကိုရည်ချင်နေရလားအမရည်လေအမမင်းတွေ့ဦးတဲ့ဆရာမငါမပါဘူးငါကြမ်းတယ်ကြမ်းနော်ငါမေတ္တာနဲ့ကုလို့ရမေတ္တာနဲ့ကုတယ်ငါဆောက်ခွက်လာမပြောင်းနဲ့အဲ့တော့ကလုံးမတားမင်းပေါ်ရနော်ဟုတ်လားကြမ်းရထုံး မလီโอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအစားအဆုံးဝင်ရောက်ကြည့်ရှုပေးတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်နေ့ညမှာလည်းကျွန်တော်တို့ဒီပြောချင်ရကောင်းတဲ့
ဗီဒီယိုလေးတွေချစ်စရာကောင်းတဲ့ဗီဒီယိုလေးတွေဘဝတုဒ္ဒဗီဒီယိုလေးတွေထူဆန်းဆန်းများတဲ့ဗီဒီယိုလေးတွေနဲ့ကျွန်တော်တို့တွေအတူတူပြန်လဲဆုံတွေ့ကြအောင်မယ်ခင်ဗျာ subscribe လေးမလုပ်ရသေးဘူးဆိုရင် subscribe နေခင်နော်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ